ဗုဒ္ဓဟူသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလစာဟောစရမ်းကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာရွှေလက်ဝတ်ရတနာစတဲ့အဖိုးတန်ပစ္စည်းတွေထူးထူးခြားခြားဝင်လာနိုင်တဲ့ကာလဖြစ်ပါတယ်ဒီပေါက်တာအမွေရတာရုပ်တရက်ကြီးပွားချမ်းသာသွားနိုင်တာလဲဒီကာလမျိုးပါပဲခင်ဗျာကိုယ်တိုင်လည်းမထင်မှတ်တဲ့အောင်မြင်မှုမျိုးတွေထူးထူးခြားခြားကြုံတွေ့ရပါလိမ့်မယ်။ဖျားပုံတော်ရှင်သီဝလိပုံတော်ဓာတ်တော်ဒါမျိုးတွေထူးထူးခြားခြားဝင်ရောက်လာတတ်ပါတယ်။အဲဒါလိုဝင်လာလို့ရှိရင်ကံကောင်းမဲ့ကြီးပွားတက်မဲ့နမိတ်ဖြစ်ပါတယ်ခင်ဗျာ။တတိပြုဝမှာကျမ်းမာရေးအညံ့ကြုံရတာမျိုးလေးတွေကြုံရတတ်ပါတယ်။အထူးသဖြင့်စီမျက်စိအစာအိမ်သွားတွေးနဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးတွေဖြစ်တတ်ပါတယ်မိမိလုပ်နေတဲ့အလုပ်မှာအပြိုင်ဆိုင်အတိုက်ခံနဲ့ရှင်ပြီးတော့အောင်မြင်မှုထူးထူးခြားခြားရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အခက်ခဲကြကအရာတို့တိုးတာလုပ်ပိုင်ခွင့်အာဏာတိုးတာနေရာကောင်းရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်တတိပြုဝမှာကမိမိမဟုတ်ဖဲနဲ့အဆွဆွဲပြောဆိုခံရတာမျိုးအစစ်ဆေးမင်းများခံရတာမျိုးဟိုအကြောင်းမကောင်းတဲ့ဖြန့်ခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိအိမ်မှာသုံးတဲ့စစ်ပစ္စည်းတွေမကြာခဏပြစ်တာထွက်တာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ဟိုအဝင်ဒီအဝင်ဆိုသလိုဝင်နေပါလိမ့်မယ်တတိပြုဝမှာကသူတစ်ပါးကိုချင်းငားမိလိုက်လို့ပြန်ပြီးတော့မှမရပဲဆုံးပါသွားတတ်တာကိုသတိပြုသင့်ပါတယ်ကိုမကျွမ်းကျင်တဲ့အလုပ်တွေမှာဝင်ပြီးတော့မှယင်းနှမြုံနှံတာမျိုးအစွဲကောင်းလို့ငွေထည့်လိုက်တာမျိုးတွေအထူးရှောင်ပါခင်ဗျာအခြေရင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာချစ်သူရဲ့လင်းလဲလက်ပြားခံရတာမျိုးအခြေရင်းမှာအစင်မပြေမှုလေးတွေများနေတာမျိုးတော့ကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ဒီလိုကိန်းမျိုးမှာပဲမထင်မှတ်ဖဲအိမ်အောင်တွေကျသွားနိုင်တဲ့ကိန်းဖြစ်ပါတယ်အိမ်တွေရဲ့အိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှိရင်တော့တယောက်နဲ့တယောက်တန်ရာလေးတွေများပြီးတော့မှအမြင်မကြည်တာမျိုးစကားကတကွဆာဖြစ်တာမျိုးကြုံရတတ်ပါတယ်ဆူဆူဝါဝါတော့မဟုတ်ပါဘူးကံကောင်းတဲ့ကဏ္ဍကတော့၄ကဏ္ဍ2ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်ကတော့အစိမ်းရောင်ဖက်ဖူးရောင်ဖြစ်ပါတယ်ဒီကာလမှာအញ្ញအခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ဗုဒ္ဓဟူးနေ့မနေ့စောစောမှာအိမ်ဖျားမှာကိုကာကိုလာ၄ခွက်ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းရပါတယ်ခင်ဗျာ